ဒီလာပြေလို့မှကလေးကိုကလေးကတခုမှပြောင်းလဲသွားတာမရှိရင်သူကပြေဝတောင်းပြီးတယ်လို့ပြောထားတယ်ဒါပေမဲ့ဒီလာကိုမလို့ပေါ့နော်ဒီတပတ်နဲ့လည်းတိတာတယ်လို့တလားနှစ်လနဲ့လည်းတိတာတယ်ပေါ့နော်ဘောအင်္ဂလိပ် speaking လေးတွေပြောတဲ့သေချင်တာလေးတွေဖြစ်တာဆိုတော့အဲ့လေးလည်းပြောလာတယ်ဆိုတော့ဟိုသဘောကျပါတယ်တချင်းဆိုတာအရန်ကြိုက်တာအိမ်မှာလည်းဟိုအเจ้าမတင်တဲ့ဟာလည်းဟို ABCD လည်းအလုံးတက်ပြီးဖျားလည်းရှိခိုးတက်တဲ့လိမ္မာလာတယ်အားရကျင်တဲ့မှုကတော့ဟိုအရင်တော့အရင်ပြောရတယ်ခုသူတို့ပစ္စည်းကောကိုသိန်းတာမျိုးကအစားလေးတွေကတော့သူဟိုပေါ့အရင်ပြောစရာတော့မလိုတော့ပါဟုတ်ဒါဒီကြောင်းထားပြီးမှတကားပြောရဆိုတာရင်ကြီးလာပြီးတော့ social ဘိုင်းလည်းကောင်းလာတယ်ပြောတာလည်းနည်းနည်းနားထောင်လာတယ်ပေါ့။ခြားသူတော်တော်လေးတိုးတက်လာပေါ့ပြောမှဆိုအကုန်လုံးစဆရတိုးတက်လာညာလာအတွင်းမှာတော်တော်လေးတော့တိုးတက်လာတယ်။တနေရာသွားရင်လည်းကလေးတွေမြင်သွားချိန်တယ်ကြောက်တယ်မစော်ရဲဘူး။မိဘနာပဲကတ်နေတာ။အခုကတော့မကြောက်ဘူးပေါ့နော်။တနေရာသွားပြီးစိန်ကလေးတွေတွေ့တာဆော့ချင်တာ။ကြောက်စိတ်ကတော့တော်တော်လေးရော့သွားပြီပေါ့နော်။စကားတွေလည်းပိုတက်လာတယ်တခါလည်းအင်္ဂလိပ်စကားတွေလည်းညှက်ပြောလာတယ်တက်ပလက်ကြည့်တာတို့လက်တော့ကြည့်တာတို့ထဲမှာလည်းအင်္ဂလိပ်အရှင်းတွေပါလည်းလိုက်တာဆိုတတ်လာတယ်ပေါ့ဒီမှာစမထားခင်တော့ကျတော့ဘကလုံးလေးတွေကတိတ်ပြီးတော့မပြောတတ်သေးဘူးပေါ့နော်ဒီမှာထားတော့ငွေချင်းတွေနဲ့လည်းအများနဲ့တွေ့နေရတော့ miss တွေရဲ့တင်စားမှုကြောင့်မလို့သူကဘကလုံးလေးတော်တော်များများပြောတတ်တယ်မလို့သူ့ရဲ့နဲ့ like တဲ့စကလုံးတွေရောအဲ့လိုမျိုးပေါ့တိုးတက်မှုတွေရောရှိပါတယ်ရှင်ဒီကျောင်းသွားဖို့ကျောင်းကိုပြောနေတယ်ကျောင်းကိုပဲသွားချင်တယ်ဒီအစိုးရင်းတော့ကျောင်းတိတ်မသွားချင်ဒီမှာသူတငယ်ချင်းတွေလည်းနည်းနည်းပြောတယ်ကျောင်းနေရလည်းပြောပေါ့အရင်တော့ဆိုလို့ရှိရင်ဟိုသူ့ကိုသူကလေးလေးလိုပဲပေါ့ကွာအခုဆိုလို့ရှိရင်ဘာနေနေသူဘာလေးကိုပဲလှုပ်တေးချာချာလှုပ်လာတယ်ဘာလောက်ကမလဲသူတာဝန်ယူမှုတာဝန်ခံမှုအဲ့ဒါလေးလည်းနားလည်လာတယ်ဒါဆိုလို့ရှိရင်လည်းအခုဘယ်လိုပြောမလဲစာတင်ရတော့မဲ့အရွယ်မဟုတ်ဘူးမဲ့ကြပြားဆိုလို့ရှိရင်တင်လိုက်တဲ့ကြပြားလေးတွေစိုးပြရတယ်